ခဲရဲ့ကုတီကိုတောက်လေးစားချင်တယ်ဒီမှာပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်လေကုတီကိုတောက်လေးတောက်ကြွေးပါလားကွယ် ရတာပေါ့ဒီလိုပစ္စည်းတွေအများကြီးဝယ်လာစရာမလိုဘူးဒါပေမဲ့တုတ်ကျွေးမယ်တချို့ဆိုလည်းအဲ့လိုပဲတုတ်စားတဲ့အခါကျရင်ပစ္စည်းတွေမလိုအပ်တဲ့ဟာတွေရောလိုအပ်တဲ့ဟာတွေအကုန်လုံးအဲ့လိုကြီးဝယ်နေစရာမလိုဘူးအရသာကောင်းကောင်းလေးနဲ့ဆိုင်အရသာတုတ်ကျွေးမယ်ဒါပေမဲ့ချစ်တယ်လို့ပြော ချစ်တယ် โอเคဘယ်လိုတောက်ရလဲဆိုတာသွားကြည့်ကြမယ်လားကုတီကိုတုတ်ဖို့အတွက်ကင်းမို့လုံးထည့်မယ်ပြီးတော့လို့ရှိရင်ရေစိမ်ထားတဲ့ကုတီကိုမုတ်ဖတ်တွေထည့်မယ်ပေါ့နော်ပဲပင်ပေါက်ကတခါတည်းထည့်လိုက်မယ်နော်ကစုံရွက်ကလည်းမပါမဖြစ်ပေါ့တခါတည်းပြုတ်ထည့်လိုက်မယ်ဒီလိုမျိုး2မိနစ်လောက်ပြုတ်ရင်တော့ရပြီဒါဆိုရင်ကျွန်တော်မီးပိတ်မယ်ကုတီကိုဖတ်လေးစစ်လိုက်မယ်နော်လောက်ဆိုရပြီစလုံးနဲ့ထည့်လိုက်မယ်နော်ဒါကတော့ကိုယ်တိုင်ကြော်ထားတဲ့စက်သွန်အပြီးကြော်ပေါ့နော်ဒါလေးကိုထည့်မယ်15 ml ပဲဆုံးအဓိကကတော့ကျွန်တော်တင်နန်းထဲမှာတင်ပေးတဲ့ sauce ပေါ့နော်ဒါဆိုရင်တော့ကုတီကိုအတုပ်ထဲကိုထည့်တဲ့ sauce ပေါ့ sauce ကိုကျွန်တော်10ပွဲစာပွဲ30စာအဲ့လိုမျိုးလေးလောက်ထားရပေါ့နော်အဲ့တော့ဒီ sauce တစ်မျိုးကိုပဲထည့်လိုက်ရုံနဲ့တင်ကုတီကိုရှာတာကောင်းကောင်းလေးရှာရပေါ့နော်အဲ့တော့ sauce ထည့်တယ်ပြီးရင်ချမ်းကဒါဆလကာကြီးပေါ့နော်ဆလကာကြီးဆက်ထားတဲ့ဆလကာကြီးကို15 ml ပဲဆုံးထည့်မယ်ပြီးရင်တော့အဆက်ပေါ့နော်အဆက်ကတော့ကိုကြိုက်ရင်ကြိုက်တယ်လို့ပေါ့နော်ထည့်လိုက်နော်ထည့်ပြီးတော့တုပ်မယ်နော်နည်းနည်းထည့်မယ်တုပ်နော်ဒီတုပ်ကြိုက်ကြလားမသိဘူးဒီနေ့ကတော့အသားလုံးနဲ့ပဲတုပ်ထည့်လိုက်အယောင်နဲ့အရန်ကိုလှပြီးတော့မှရမ်းအရှာပေါင်းကြိုက်ကြလား